စည်းတစ်ဖြစ်မော်ကျေးစိတ်ကိုထွန်းလင်းစေမည့်စကားများသို့ကြိုဆိုပါရယ်ယနေ့သင်အားပေးမည့်အထူးစကားများဘာကြောင့်ဖြစ်တယ်ဆိုတော့ကိုလုံးဝအပြေအဝနဲ့ချစ်လိုက်တာနဲ့အမျှအံ့ဩဖွယ်ဖြစ်များဆက်လက်ဖြစ်လာတယ်။ဘာကြောင့်ဖြစ်တယ်ဆိုတော့ကျွန်ုပ်၏ဘဝတွင်ပျော်ရွှင်ဖွယ်အံ့ဩဖွယ်များသာဖြစ်လာမည်ဟုသတ်မှတ်ထားသည်။မနေလို့မဟုတ်ပေမဲ့ဝေစုခြင်းစည်ရင်သွင်းခြင်းထပ်ပြီးကြည့်ရှုခြင်းအရန်ကြိုက်နှစ်သက်ကြောင်းပြသခြင်းနဲ့အချစ်ဦးဖြစ်တဲ့မှတ်ချက်တွေကစိတ်ကိုနှွေးထွေးမှုအရန်ပေးတယ်။စောင့်ကြည့်သူများ၏ပျော်ရွှင်မှုကိုအသေးအတန်ဆူတောင်းပေးသည်။